ဒီနေ့ကတော့ကျွန်တော်တို့ပြက်ခွေတောင်ပေါ်နဲ့ဆင်းလာပြီးတဲ့နောက်ဒီမြစ်သားမြို့နယ်ထဲမှာမန္တလေးတိုင်းဒေသကြီးမြစ်သားမြို့နယ်ထဲမှာရှိတဲ့ပန်းလောင်မြစ်ပေါ်မှာတည်ထားတဲ့ကျိုးတရားလေးတစ်ခုကိုအရန်လှတဲ့ကျိုးတရားလေးတစ်ခုစီကိုဓာတ်ပုံရိုက်ဖို့အတွက်တွားရောက်လေပတ်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီကျိုးတရားလေးကဒီပေါ့နော်ရွှေငံကြောက်စဲလမ်းပေါ်ကနေပြီးတော့နော်သူနဲ့အပြိုင်ရှိနေတာပေါ့ဆိုခုနဗီဒီယိုအစမှာပြခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ရွှေငံကြောက်စဲလမ်းမပေါ်ကနေပြီးတော့ကျွန်တော်တို့ရွာလမ်းလေးတိုင်းဝင်လာပြီးတော့မှဒီတရားကိုရောက်တာဖြစ်ပါတယ်ဆိုတော့ဒီတရားကတခြားကျေးရွာတွေအတွက်အများကြီးအသုံးဝင်ပါတယ်ဒါပေမဲ့ကားတော့သွားလို့မရပါဘူးဆိုင်ကယ်လောက်ပဲသွားလို့ရပါတယ်ဆိုတော့ဒီနေရာတော့အရန်လှပါတယ်ပန်းလောင်ဘက်ကိုကျွန်တော်တို့အလဲဘက်သွားမဲ့သူတွေအနေနဲ့လဲဒေသခံတွေကိုမေးမြန်းပြီးတော့ဒီတရားလေးကိုသွားရောက်လဲဘက်ဓာတ်ပုံရိုက်ကူးခြင်းတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်လဲသွားရောက်ရိုက်ကူးဖို့အတွက်ကျွန်တော်အကြံပေးချင်ပါတယ်ဆိုတော့ဒီနေရာကတော်တော်လှပါတယ်ဆိုတော့ဗီဒီယိုထဲမှာတဲ့အများကြီးပို့ပြီးတော့လှရဲဆိုတာကိုအပြည့်အဝအာမခံပါတယ်ဆိုတော့ဗီဒီယိုကိုအဆုံးထိကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်အဆင်ပြေကြပါစေခင်ဗျ